အင်တာနက်မှာနာမည်ကြီးနေတဲ့အီတလီပါစတာလေးတကယ်စားကောင်းမကောင်းလိုက်လောက်စားကြည့်ရအောင်နော်တော်ပန်းကလေးများနဲ့လာကြနိုင်လာနေပါတဲ့လမ်းလေးခွေကောင်းရာဘေးနှစ်ဖက်မှာအစင်တက်ခရီးဆက်လုံးဖြတ်ကြုံနေငွေရှိမှာတောင်များရန်တွေစီလို့ကဝေးရန်မြို့ကလေးစီရောက်ဖို့နီးတွေ့ပြောနေပြီမိဘနဲ့မျိုးဆွေအားလုံးကိုအပေါင်းတရားရင်များဝန်တာလို့မဆုံးပေါ်လေကြည်ကြည်လောင်လောင်လို့ဆက်နေတာရတဲ့တိမ်လွာတိမ်လိမ့်နာရောက်အောင်တောင်များတွေဆင်းဆင်းမြင်မှာစွာတကယ်ကောင်းတယ်